လိပ်ပြလုံးနဲ့ဘသူ့ကိုမှဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့ယူသားဆုံးနေထိုင်ပါတယ်ဒါကြောင့်လဲကုကုလိပ်ပြလုံးနဲ့အမြင့်ရောက်ဖို့အတွက်ဘသူ့မှလည်းမချနေခဲ့သလိုတပားသူရဲ့နာကျင်မှုနဲ့လည်းကိုယ့်ရဲ့ပျော်ရွှင်မှုကိုမဖန်တီးခဲ့ကိုစားမဲ့ထမင်းလုံးထဲမှာသူတစ်ပါးရဲ့မျက်ရည်စက်တွေမပဘူးဆိုရင်ကိုကလုံပြီးသားတယ်မနာကျင်တဲ့သူတွေကိုဘဝတွေကိုအတင်းမခေါ်ခဲ့သလိုမနေကျင်တဲ့သူတွေကိုလည်းမတော်ပါနဲ့လို့တကူတကဆွဲမထားဘူးတကယ်တော့တယောက်တည်းနေရလို့ထီးကြံနေဆိုတာထက်နှစ်ယောက်ရှိရင်အစင်မပြေတာတွေဖြစ်တာလည်းပိုပြီးနာကျင်ရတယ်အလိညာတွေခံခဲ့ရဘူးလေအသုံးချတွေခံခဲ့ရဘူးလေအထင်မြင်တွေလွဲတာခံခဲ့ရဘူးလေစေတနာတွေစော်ကားခံရဘူးလေမခံမရနိုင်တော့တစ်ခါတလေပေါက်ကွဲတဲ့ခါကျမခံစားဘူးတဲ့လူတချို့ကပြောတယ်ဘာမဟုတ်တာလေးနဲ့တဲ့ဟုတ်ပါလေဘာမဟုတ်တာလေးတွေပါပဲဘာမဟုတ်တာလေးတွေတကယ်ဟုတ်တာတဲ့ခါမှာတစ်ခါတလေကိုယ်ကပါပြက်ခဲ့ရတစ်ခါတလေဝေဒနာတွေဖြစ်ခဲ့ရအတွေ့အကြုံကသင်ပေးခဲ့တဲ့သင်ခန်းစာတွေကြောင့်လည်းကိုနားလည်ခဲ့ပါပဲအပြုံးလှလှလေးတွေကိုလည်းမတက်မတ်တော့သလိုစကားချွတ်ချွတ်လေးတွေကိုလည်းမယုံတတ်တော့ညနေချင်းဆန်အန်ရီတွေထက်နောက်ကျောကဓားတွေကိုပိုသတိထားတယ်အရင်တို့လည်းတိတ်အာမနာတတ်တော့မလုပ်နိုင်တာကိုတာဝန်မြူတော့မကြိုက်ရင်မကြိုက်ဘူးမပေးနိုင်ရင်မပေးနိုင်မကူညီနိုင်ရင်မကူညီနိုင်ဘူးပဲဟန်ဆောင်ပြီးပြောရမယ်ဆိုရင်လည်းကိုတောင်မှမုန်းတယ်ကိုဖြစ်ရင်ဘသူကခံမှာလဲကိုဖြစ်ရင်ကိုပဲခံရမှာတော့ဘသူပဲပါပဲပြောကိုကြိုက်တာကိုလုပ်အရေးကြီးတာကလည်းကိုချင်းတရားမပြတ်ဖို့ပဲမလား